သူမှမင်းကိုမယုံကြည်လဲမင်းကိုမင်းယုံကြည်ရမယ်ဘသူမှမင်းကိုမချီးကျူးလဲမင်းလောက်ရက်ကိုမင်းခုံယူတတ်ရမယ်ဘသူမှမင်းကိုမနှစ်သိမ့်လဲမင်းမျက်ရည်မင်းတော့မင်းပြန်ထနိုင်ရမယ်ဘသူမှမင်းကိုတွေးမခေါ်လဲမင်းယုံကြည်ရမင်းရှောက်မင်းအောင်မြင်ရမယ်မတွေ့ဝေနဲ့အကြာကြီးမငိုနဲ့ယုံကြည်မှုမပြတ်စေနဲ့မင်းကိုမင်းတော့ပြန်ဆန်းစစ်နေဖို့လိုတယ်မှားရင်ပြင်တက်ချင်သိရယူလိုတာရှိရင်စွန့်လွတ်တက်ရမယ်ဒီကနေ့မင်းဘလို့အချိန်ကုန်ဆုံးလဲဆိုတာအနာဂတ်မှာမင်းဘလို့ဖြစ်လာမယ်ဆိုတဲ့အဖြေပဲယုံကြည်ပါကြိုးစားပါလေ့လာပါစမ်းစစ်ပါမင်းအကြောင်းမင်းသာအတိဆုံးမင်းအားသာချက်မင်းသာအတိဆုံးမင်းအားနေချက်မင်းသာအတိဆုံးမင်းအမှားတွေမင်းသာအတိဆုံးမင်းစိတ်မင်းသာအတိဆုံးကြိုးစားကြည့်လို့မှားတာအမှားမဟုတ်ဘူးသူတစ်ပါးစကားအောင်လမ်းပြောင်ရင်တော့မင်းအမှားပဲစိတ်ကူအိမ်မက်တွေးဆိုတာဘလောက်ထိအကောင့်ထဲဖော်ဖို့ကြိုးစားတင်လဲဆိုတာတေခါနီးလူကိုတွားမေးကြည့်တောက်ပါလိုက်ပါကွာမင်းသတ်မှတ်ထားတဲ့စံနှုန်းတစ်ခုရအောင်အထိဘဝဆိုတာရှင်းနေသူပေးချင်တာတွေပေးမယ်ကောင်းကောင်းရှင်းတန်တက်ဖို့ကတော့လွယ်မယောင်နဲ့ခက်တိတ်မယောင်နဲ့နှက်တက်တယ်ရိုးရိုးလေးပဲမှတ်လိုက်ကြစို့လေမင်းစိုက်သမျှအသီးမင်းအသီးပဲအဖြူသီးအမဲသီးကုသိုလ်သီးအကုသိုလ်သီးအောင်မြင်သီးကြာရှုံးသီးကျမ်းမာသီးချူချသီးဟိုးမှာအများကြီးကြံသေးတယ်မျိုးစေ့တွေမင်းကြိုင်ရတာစိုက်ပါလေဒီရောင်စုံဘဝတစ်ပင်ကြီးမှာ